download area မှာတိန်း2000ဝန်းကျင်လောက်ပဲသုံးမယ်ပထမတက်လေးပဲလိုချင်တယ်ဒီနီးပထမတက်ဒီပဲလိုချင်တယ်အပေါ်ဆုံးကြီးဘလို့ချင်းယူထဲမှာတိုင်ဟောင်းများတာတိုက်တက်တဲ့အရင်ကြတဲ့တိုက်ကြီးရှိတယ်ကြည့်ပေမဲ့တိုက်တက်တဲ့အလောက်မကြတဲ့တိုက်ပြီးရင်တိုက်တက်တဲ့လူရဲ့တိုက်ကိုလိုချင်တယ်အဲ့တော့ကြောင့်အဆင်ပြေနိုင်တယ်တိန်း2000ဝန်းကျင်လောက်ပဲသုံးနော်မနေရင်နောက်ပြန်ရောက်မယ်ဆိုရင်တော့ညံ့မယ်အခန်းမျိုးလေလိုချင်သေးတယ်အဲ့လိုတိုက်ခန်းမျိုးရောရှိနိုင်ပါရနိုင်တာပေါ့မျိုးရဲ့ download area မှာတိန်း2000ဝန်းကျင်နဲ့တိုက်ခန်းကျွန်တော်ရှိမှရှိမယ်တိုက်က3လက်တိုက်တိုင်ဟောင်းဖြစ်မယ်ဒါပေမဲ့တိုက်သားအရင်ကောင်းနေတဲ့မှာပါအောင်မယ်ဒီချင်းမျိုးတို့ရေးချဲ့စီကအရင်ကောင်းမဲ့ icon ဖြစ်မယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူကတိုက်သားကောင်းတယ်တိုက်တက်နဲ့ရေရှင်တိုက်လည်းဖြစ်ရေရှင်လည်းရှိရေရှင်လည်းပါရပေကျရ12ပေပေ90ရှိမယ်ထပ်ခိုးမှာပါအောင်မယ်အရင်တော့ရုံငန်းလေးဘာဒီဖွင့်ခဲ့တဲ့နေရာလက်ရှိအရန်ဟိုမှာပြန်ပြီးငှားစားလို့ရှိရင်လည်းဒီကောင်းကောင်းရမယ်နေရာမနေချင်ဘူးနောက်ဆုံးဒီမျိုးပြန်ရောက်မယ်ဆိုလို့ရှိရင်တော့ညက်မဲ့ icon ဖြစ်မယ်ဝယ်အောင်ကောက်ပြီးနဲ့ရောင်းချပေးမယ်ပေါ်စီ3200ကိုဒီတိုင်းနဲ့ရောင်းချပေးမယ်အဲ့ဒါကြောင့်လူကြီးမျိုးတို့ဒီတိုက်ခန်းလေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်လာရောက်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ဥပဒေကြောင့်ဖြစ်ပါတယ်ကျွန်တော်ဖုန်းနံပါတ်09 468 minute ကို09 68 5969 29တို့ဆက်သွယ်မိမြန်စုံစမ်းပြီးလာရောက်ကြည့်ပေးပါ